ဟုတ်ကဲ့ပါဒီမန်းလေးပြန်ပြစီတချင်းလေးကြိုက်လို့အသေးပေးတာတခါမှလည်းမပြန်ပေးဘူးပေါ့နော်ဟုတ်ကဲ့ပါချစ်မကြီးကျွန်တော်အလုပ်မအားလို့ပါနော်ဒီတစ်ခါမှာတော့မမတော့တချင်းလေးတစ်ပုဒ်ဆိုလိုက်ပြစီကျွန်တော်ကိုယ်တိုင်ရေးဆက်ထားတဲ့တချင်းလေးပါရှင်းချက်ပါတယ်ဆိုတဲ့မမရဲ့နှလုံးသားကိုဒီတချင်းလေးနဲ့ရိုက်ခတ်လိုက်ပြစီလားဗျာတချင်းလေးနာမည်ကတစ်တော့စောတဲ့မမတဲ့ဟုတ်ကဲ့ပါတကယ်ကြိုက်တဲ့နှစ်သက်တဲ့သဘောကျတဲ့အားပေးတယ်ဆိုရင်လိုက်အန်ရှယ်အသေးပုံးလေးတွေကျေခဲ့ပါဦးဗျာဆိုင်တလူလေး